ဗလန်တီနာကိုမြင်တော့ကွာဗလန်တီနာမေးလို့ပဲထင်တဲ့အချိန်မှာဗလန်တီနာ off lane နဲ့လောင်ရီမေးထွက်လာတဲ့အချိန်မှာလစ်သွားရောဖိုင်တာလေးကလစ်သွားရောမှာဒီလားဖိုင်တာလေးကလောင်ရီနဲ့ဆိုတော့ဘာလုံးမရတော့ ပြီးတော့ဒီကောင်တွေ Fanny ကိုထိန်းတဲ့ stand လည်းမပါဘူးသေးလား easy ပဲ Fanny က ဟုတ်တယ် drop ကတော်တော်မိုက်သွားတာလို့ မှန်နေဗျာ ဟောင်းထင်တော့ တက်ပြမှာ Fanny ထုတ်လိုက်တာကြီးတကယ်မိုက်သွားတာရောက်ပြီတက်ပြ ပြ မှာ မှာဘာလဲကြည့်ရောလို့ရင်းကမ်းပတ်ပြီးနိုင်မယ်အဲ့လိုပဲတွေးကြတာ ဟုတ်တယ်တကယ်ထိုးတာအမှတော့ကိုင်ပြီးသွေးတစ်ဆက်လေးနဲ့လွတ်သွားတာကန်ကောင်းပြီးတော့သိလား ကြည့်လိုက်ရင်လုံးကွက်တွေကိုပဲရှိုးလိုက်အောင်နောက်မှာထိန်ချက်တွေဆိုတာရှိုးလိုက်အောင်ရင်လုံးချက်တွေကိုလည်းကြည့်အောင် what the hell တကယ်ကောင်းတဲ့ လုံးကွက်သူလုံးကွက်တွေကြီးပဲဟိုကောင်တွေဘာမှတော့လုံးမရအောင်ဝင် အဲ့တန်ဒီထဲဆော့သွားတာလို့ဆောင်းကောင်းနေအောင်ကြီး ဗတဲ့ကရှုံးကနေဆိုရင်ကဖမ်းပြီနှစ်ကောင်လောက်ခေါ်လာပြီမှာ စကားရမ စကိုင်းလာပါစကိုင်းလာပါယူ ကိုင်လာရှေ့ပြလိုက်တာဒီပါ စကိုင်းလာယူရတာအကောင်လေးစကိုင်းလာယူရတာပဲဝင်းချိုက်ပါထိနေရတယ်သူကြောက်လို့ ဒီမွေးနာမနဲ့ဝင်းချက်ရင်သွားထားတယ်လို့စကားလာယူနေပြီ စကိုင်းလာယူရတာတော့မှကြည့်လိုက်အကောင်ဖမ်းခံရစောင့်ရင်ယူရတာလို့ကောင်မခံနိုင်တော့ ထိုးနေတာဒါဖန်နီမလာလို့နော်ဖန်နီလာအဲ့ဒါအဲ့ကောင်သေသွားပြီ ဟုတ်တယ်ပွဲကပြီးရတော့ကြာ ပြောတာပဲဒါဝိုင်းကြီးကိုတာဝါတစ်လုံးတော့မကြိုးပါဘူးလို့ ဟုတ်တယ်တော့တလုံးတော့ ပါဘူး